ဒီလူကကားစီအိုးနေရာကိုအချွန်နဲ့ထိုးဖောက်လိုက်ပါတယ်စီအိုးတွေကထွက်လာတဲ့ဓာတ်စီတွေကအောက်မှာရှိနေတဲ့မကောင်းဆိုးဝါးတွေပေါ်ကိုကျကုန်ပြီဆိုတာနဲ့သူကအပေါ်တက်သွားပြီးမီးတုပ်ကိုမကောင်းဆိုးဝါးတွေပေါ်ကိုပစ်ချလိုက်ပါတယ်ကြောက်ကဘာဆိုးမှရှိနေတဲ့မကောင်းဆိုးဝါးတွေပေါ်ကိုမီးတွေကျပြီးလောင်ကျွမ်းကုန်ပါတယ်ဒီနှစ်ယောက်ကမကောင်းဆိုးဝါးတွေအားလုံးကိုအတူနှိမ်နှင်းလိုက်နိုင်ပြီးတဲ့နောက်ဒီကောင်ကြီးတွေထက်တက်မလာနိုင်တော့အောင်ကြိုးကိုဖျက်ချလိုက်ပါတယ်အဲ့နောက်သူတို့ရဲ့စခန်းကိုပြန်ရောက်လာပါတယ်အခုချိန်မှာခဏတာလုံခြုံသွားပြီဆိုပေမဲ့သူတို့နှစ်ယောက်စလုံးဟာကြောက်ကဘာကြီးရဲ့လှုပ်ဝက်ချက်ကိုသိသွားကြပါပြီဒီလိုသိသွားပြီဆိုရင်တော့အထက်ကအဖွဲ့အစည်းကသူတို့ကိုအသက်ရှင်ရထွက်သွားဝင်ပေးမှာမဟုတ်ပါဘူးဒါကြောင့်ဒီလူကကြောက်ကဘာကြီးတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်ဖို့အတွက်အဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့လှုပ်ရှားမှုတွေကိုအထက်အဖွဲ့အစည်းကလုံခြုံရေးကင်မရာကနေတစ်ဆင့်မြင်သွားကြပြီဖြစ်ပါတယ်နောက်တစ်နေ့မှာတော့သူတို့နှစ်ယောက်ကြောက်ကဘာကြီးကိုဖျက်ဆီးပစ်ဖို့အစီအစဉ်ချနေတုန်းမှာပဲသူတို့စီကိုရဟတ်ရင်တစ်စီရောက်ရှိလာပါတယ်ဒါကိုမြင်တာနဲ့သူတို့နှစ်ယောက်လုံးဟာချက်ချင်းပဲထွက်ပြေးကြပြီးတော့သူတို့လွတ်မြောက်ဖို့လမ်းကိုရှာကြပါတယ်အဖွဲ့အစည်းရဲ့ခေါင်းဆောင်ကတာဝါကိုရောက်လာတဲ့အချိန်မှာတော့သူတို့နှစ်ယောက်ကိုမတွေ့ရတော့ပါဘူးဒါကြောင့်ခေါင်းဆောင်ကစွမ်းရည်မြင့်တိုက်ခိုက်ရေးဒရုန်းကိုလွှတ်ပြီးသူတို့နှစ်ယောက်ကိုလိုက်ခိုင်းပါတယ်ဒရုန်းကအရမ်းမြန်ပြီးစွမ်းဆောင်ရည်မြင့်တာကြောင့်သူတို့ကိုခဏလေးတွင်းမှာပဲအမီလိုက်ပြီးရှာတွေ့သွားပါတယ်ဒရုန်းကပြစ်လိုက်တဲ့ကြီးတွေကိုရှောင်ရှားရင်းနဲ့ဒီလူဟာလဲကျသွားပါတယ်အခုလိုအကြက်တဲကြောင်းမှာပဲသူ့ရဲ့ special agent စွမ်းရည်နဲ့အတူ pistol ကိုသုံးပြီး drone ကိုပစ်ချလိုက်နိုင်ပါတယ်။သူမှတ်ထားတဲ့စက်ကိုကြည့်လိုက်တဲ့အချိန်မှာတော့သူပြေးလာတာဟာ 3.8 ကီလိုမီတာရှိနေပါပြီ။ဒါကြောင့်သူသွားမဲ့နေရာကိုရောက်ဖို့နောက်ထပ်မီတာ200လောက်ပဲလိုပါတော့တယ်။သူတို့စီစဉ်ထားတာကတော့ nuclear လက်နက်ကိုအသုံးချပြီး4 ကီလိုမီတာပတ်လည်မှာရှိတဲ့လက်နက်တွေအားလုံးကိုဖောက်ခွဲပစ်ဖို့ဖြစ်ပါတယ်။သူတို့ထွက်မပြေးခင်ကထောင်ထားခဲ့တဲ့ဖောက်ခွဲရေးပစ္စည်းတွေဟာဂျောက်ကဘာတစ်ဖက်စီမှာရှိတဲ့ signal jammer စီမှာထားခဲ့တာဖြစ်ပြီးတော့သူတို့သာဒီ jammer တွေကိုဖောက်ခွဲပစ်လိုက်မယ်ဆိုရင်ဂျောက်ကဘာကြီးဟာပေါက်ကွဲသွားမှာဖြစ်ပြီးနေကြီးထဲမှာထားတဲ့ကိုယ်တိုင်ဖြည့်ဆည်း program ကိုစတင်ပေးလိုက်တယ်လို့ဖြစ်သွားမှာပါသူတို့နှစ်ယောက်သားဟာအချိန်ကိုရေတွက်လိုက်ကြပြီးရိုင်းတူပဲဖောက်ခွဲရေးပစ္စည်းတွေကိုပြစ်ခတ်ဖောက်ခွဲလိုက်ကြပါတယ်ဂျမ်မာရီဟာတစ်ခုပြီးတစ်ခုပေါက်ကွဲသွားကြပါတယ်။ခေါင်းဆောင်ကအန်ဒီရရှိတာကိုသိသွားတာကြောင့်ချက်ချင်းပဲရဟတ်ရင်မော်တက်ပြီးအမြန်ထွက်ပြေးဖို့လုပ်ပါတယ်။ဒါမဲ့လည်းသူ့အတွက်အရန်နောက်ကျသွားပါပြီ။ကိုယ်တိုင်ဖြည့်ဆည်းရေး program မှာရှိတဲ့ nuclear လက်နက်တွေဟာပေါက်ကွဲကုန်ပြီးဂျောက်ကဘာကြီးတစ်ခုလုံးဟာပျက်စီးသွားတဲ့ပြင်ခေါင်းဆောင်စီးသွားတဲ့ရဟတ်ရင်ဟာလည်းပေါက်ကွဲမှုကလာတဲ့ပြင်းထန်တဲ့လှိုင်းတွေကြောင့်လုံးဝကိုပျက်စီးသွားမှာတော့တယ်။